ဒီလိုမျိုး chatbot တွေကိုအလွယ်ကူဆုံးနဲ့အမြန်ဆုံးဘယ်လိုလုပ်မလဲ။ဒီကတော့ရှင်းပါတယ်ကျွန်တော် AI ကိုသုံးပြီးတော့လုပ်ပါမယ်။အခုဗီဒီယိုမှာကျွန်တော်တို့ AI ကို advanced level ထိဘယ်လိုသုံးမလဲဆိုတော့ကျွန်တော်ရှင်းပြပေးမယ်။ဘာလို့ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့လိုအပ်တာကကျွန်တော်ရဲ့ AI ChatGPT Gemini DC တိုက်ထားသုံးလို့ရတယ်။အဲ့ဒါပြီးလို့ရှိရင်ကျွန်တော် Python 3ဆိုရဲအလေးရှိရမယ်ဗျ။ AI ကိုတော့လူတိုင်းသိမယ်ကျွန်တော်တို့ Python 3ဆိုတော့လူတိုင်းမသိဘူးလို့ကျွန်တော်ထင်ပါတယ်။ဒါအတွက်ကြောင့်မို့ကျွန်တော်ဖြည့်ရှင်းပြပါမယ်။ Python 3ဆိုတာကျွန်တော်တို့ code တွေရေးပြီးတော့ကျွန်တော်တို့ automation အဲ့ coding ပိုင်းတွေတက်လုပ်ရတဲ့ကြားခံ app တစ်ခုပါ။ဒီမှာဆိုလို့ရှိရင်ကျွန်တော် data analyze တွေbot တွေအကုန်လုံးပေါ့နော်ဒီတော့ website တွေအဲ့အရာအကုန်လုံးလုပ်လို့ရတယ်။ Python 3ကလည်းကျွန်တော် Python language တစ်ခုပါပဲ။ဒီမှာမတူတဲ့ basic command တွေစလုံးတွေအစအကုန်ရှိပါတယ်။ Python 3မှာအရေးကြီးတာတစ်ခုကကျွန်တော်တို့ space တွေပို့လို့မရဘူးလို့လည်းမရဘူးပေါ့နော်။ဒါကလုံးဝအသေးစိတ်လုပ်ရတဲ့ဟာပါ။ဒီဗီဒီယိုမှာကျွန်တော်တို့ coding ပိုင်းကိုမ join တောင်းရတယ်ကျွန်တော်တို့ဟိုထက်ဒီတဲလောက်တိုင်ကိုရပါတယ်။လို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ folder တွေတိစောက်တာတို့ကျွန်တော်တို့ file တွေအသစ်ဖွင့်တာတို့အဲ့လိုမျိုးဆိုရင်ကိုရပါတယ်။အဲ့ဒီ Flora ရေစောက်ဖို့ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့Set Archiver ဆိုတဲ့ app ကိုသုံးပါတယ်။အဲ့မှာဆိုလို့ရှိရင် file တွေ Flora ရေစောက်ရတော်တော်လေးလွယ်ပါတယ်။ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ AI နဲ့ဝင်မယ်။ပြီးသွားလို့ရှိရင်ကျွန်တော်တို့လိုချင်တဲ့ဘောပုံစံကိုကျွန်တော်တို့ရဲ့ AI မှာသွားပြီးတော့ပြောပြရမယ်။ဒါဆိုလို့ရှိရင်ကိုလိုချင်တဲ့အတိုင်းကိုဖြစ်စေချင်တဲ့အတိုင်းကိုကျွန်တော်တို့ဘော prompt ရေးပြရမယ်ဆိုတဲ့သဘောပါပဲ။ဒီ idea ပေါ်မူတည်ပြီးတော့ဘောကမိုက်လားမမိုက်ဘူးလားဆိုတာလည်းကွဲပြားသွားပါတယ်။ကျွန်တော်တို့ prompt ရေးခင်ကျွန်တော်တို့ရဲ့ AI သုံးနည်းကိုအရင်ဆုံးသွားလိုက်ရအောင်။နံပါတ်1 AI ကိုဘယ်လိုသုံးမလဲ။အဲ့တော့မေးခွန်းတစ်ခုထပ်ပို့ပါတယ်။အဲ့ AI ကိုဘယ်လိုသုံးလဲဆိုတာတော်တော်လေးအရေးကြီးပါတယ်။ AI ကိုပြင်ပြီးရောဒါမှမဟုတ်လဲကိုလိုချင်လို့ရရင်ပြီးရောဆိုတဲ့အတိုင်းသုံးလို့ရှိရင်တော့ရပါတယ်ဒါပေမဲ့ကျွန်တော်တို့တိကျတဲ့အဖြေကတော့ထွက်လာမှာမဟုတ်ပါဘူးတို့ AI ကိုသုံးဖို့ဆိုလို့ရှိရင်ကျွန်တော်တို့လိုချင်တဲ့အတိုင်းဖြစ်စေချင်တဲ့အတိုင်းဖြစ်ဖို့ဆိုလို့ရှိရင်တို့ရဲ့ခိုင်းတဲ့ပုံစံပေါ်မူတည်ပါတယ်။အနေနဲ့ပြောရရင်ဒါကိုလိုချင်တယ်ဒါကိုလုပ်ပြီးဆိုတာထက်ကျွန်တော်တို့ဒီမျိုးဖြစ်ချင်တယ်ဘယ်လိုလုပ်ရမလဲဘာတွေလိုအပ်လဲဒီမေကုန်းတွေကအစားကွာပါမယ်။ဒါကိုလိုချင်တယ်ဆိုတော့မေကုန်းဆိုလို့ရှိရင်ကျွန်တော်တို့ AI ကနေကျွန်တော်တို့လိုချင်တဲ့ပုံစံကိုပဲပြီးမှာပါ။တို့ကဖြစ်စေချင်တဲ့ဘယ်လိုလုပ်ရမလဲလို့မေးလိုက်လို့ရှိရင်ကျွန်တော်တို့အဲ့ပြပေးဆိုတဲ့အတိုင်းပဲကျွန်တော်တို့ AI ကနေကျွန်တော်တို့လိုအပ်တာတွေအကုန်လုံးပြပေးပြီးတော့စင်းလုပ်ပြီးတော့သူတို့ရဲ့တပတ်မှုပုံစံတွေအကုန်လုံးကိုပြပေးမှာပါ။ဒါလည်း AI သုံးတဲ့သူတယောက်နဲ့တယောက်မတူတာမလို့ကျွန်တော်ဒါပဲပြောချင်ပါတယ်။ပြောတဲ့အတိုင်းဘာမှမလုပ် skill မလုပ်ဆိုပေမဲ့ကျွန်တော်တို့ knowledge တော့ရှိထားမှရမှာ။ language အနည်းငယ်နားလည်ရင်ကိုကျွန်တော်တို့ဒါကအဆင်ပြေနေပြီပေါ့နော်။ language တွေဘာမှတစ်ခုမှနားမလည်သေးလို့ရှိရင်လည်းကျွန်တော် YouTube ပေါ်မှာ Python language ဆိုပြီးတော့လည်းကျွန်တော်လေ့လာလို့ရတယ်ကြည့်လို့လည်းရတယ်။ဆိုလို့ရှိရင်ကျွန်တော်တို့လိုချင်တဲ့ဘောပုံစံကိုရေးပါမယ်။ကျွန်တော်ကတော့ user ရဲ့ information တွေအကုန်လုံးကိုဖော်ပြတဲ့ဘောကိုလုပ်မှာပါ။လုပ်ချင်တဲ့ဘောတစ်ခုနဲ့တစ်ခုကလည်းမတူတာအတွက်ကြောင့်မလို့ pin install တွေတို့ကျွန်တော် package download တာတွေလည်းတူမှာမဟုတ်ပါဘူး။အဲ့ဒါတွေကြောင့်မလို့ကျွန်တော်တို့ရဲ့လိုအပ်တဲ့အရာတွေအကုန်လုံးမှန်သမျှကိုပေးပါဆိုတော့ဒီကုန်းမျိုးမြင်ခိုင်းတာပါ။ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဘောကုတ်ကိုရေးပြီးသားပြီဆိုလို့ရှိရင်ကျွန်တော်တို့ AI ကိုတင်ပြမှာပဲ။ကျွန်တော်တင်ပြလိုက်တာနဲ့သူကနေထည့်ရမယ့်ကုတ်တွေလိုအပ်တဲ့ကုတ်တွေကိုပေးပါမယ်